အားလုံးပဲမင်္ဂလာပါရှင်ညီမဒီနေ့မိတ်ဆက်ပေးချင်တာကတော့အခုလိုမျိုးနှစ်သက်မှာလက်ဆောင်အဖြစ်မှာယူလို့ရမယ်တစ်သားနိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင် BGSP ကုမ္ပဏီကနေပြီးတော့မှာယူထားတဲ့တစ်သားနိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီတစ်သားနိုင်ရဆိုလို့ရှိရင်ပြေဆက်လက်မပတ်ချလဲရှိပြီးတော့ရိုက်ထားတဲ့ print ရဆိုလို့ရှိရင် UV print ကိုအသုံးပြုထားတာမို့လို့စေတတွေကတော့ကြာရှိခံမှာပဲဖြစ်ပါတယ်ရှင်ဒါအပြင်ဒီနိုင်လေးရဲ့စင်လုံးကတော့ညီမတို့မြန်မာငွေကျပ်3500ကျပ်ပဲကြားတင်မှာပဲဖြစ်ပါတယ်ရှင်ဒါအပြင်ညီမတို့ဒီမှာသုံးထားတဲ့စက်အင်လေးရဆိုလို့ရှိရင်ဒီ quality ကောင်းတဲ့ပစ္စည်းလေးတွေကိုအသုံးပြုပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးနှစ်သိအချိန်ခါမှာလူကြီးမင်းတို့ချစ်ခင်ရတဲ့ customer တွေမိတ်ဆွေတွေကိုလက်ဆောင်အဖြစ်ပေးမယ်ဆိုလို့ရှိရင်အခုလိုတစ်သားနိုင်လေးကတော့အသက်တော်ဆုံးပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ညီမတို့27 media မှာအခုလိုမျိုးတစ်သားနိုင်တွေကိုတလုံးချင်းကနေစပြီးတော့မှာရရှိနိုင်တယ်လို့မျိုးအရေးအတွက်များများယူနိုင်တဲ့ customer တွေဆိုလို့ရှိရင်လည်းအများကြီးနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်။